ရွှင်ကျော်ဆရာတွေကိုဖေးရွှင်ကျော်ဆရာပဲဖြစ်ဖြစ်အထက်တန်းဆရာပဲဖြစ်ဖြစ်ဘယ်ကိုင်းကနာကပဲဖြစ်ဖြစ်ပယောဂကုသတဲ့အခါကြလို့ရှိပယောဂကိုနိုင်ရပြတ်သားတဲ့အထက်တန်းဆရာအထက်ပိုင်းကိုင်းတွေကဖေးကုတဲ့အခါကြလို့ရှိမိမတွေရဲ့ရင်သားဖြစ်ပြရမလို့ဘူးလက်နဲ့အသွားနေယူမို့တတ်ချယုံညံ့တယ်ပျောက်ကင်းချမ်းသာဟိုးအမေရိကအိုးထိုင်းဟိုလာအိုကမ္ဘောဒီးယားဟုတ်လားစင်ကာပူတခြားနိုင်ငံကိုတောင်ဒီကနေမှတ်ကူကိုယောဂကပျောက်တဲ့ဟာဒီတယောက်နဲ့တယောက်ကတ်နေတာကိုဒီရင်သားကိုကတ်ပြီးတော့မှထိပြီးတော့မှဟုတ်လားပယောဂကုရတယ်ဆိုလို့ရှိရင်အခုခံတဲ့သူကပြောမယ်ဆိုတော့အတုံးမကြအဖိုးကြီးတွေကဝေးပါတာဖုံစမ်းတာပယောဂဆရာအထက်တန်းဆရာမှတည်းမိမတွေနဲ့ပတ်သက်ပါရင်မိမရင်သားဘယ်ရင်သားကိုမှကြိုက်လို့မရမိမကိုယ်ထဲမှာဖြစ်တယ်အေးမဖြစ်မနေကြိုင်ရတော့မယ်မိမကိုယ်ထဲမှာရင်သားတွေမှာဖြစ်ဘေးနားမှာဆရာမတယောက်ရှိတော့မကောင်းဘေးနားမှာဆရာမတယောက်မှမရှိဘူးခဲ့ဆိုလို့ရှိရင်ဘေးနားမှာမိခဘေးတယောက်ကိုပဲဝါရိုက်ပေးလိုက်ကဟုတ်လားအာနဗီအာနဗတ်ဒီအောင်ကဝါရိုက်ပေးကျွန်ုပ်ဆရာကဲ့သို့ဖြစ်စေအမိုက်တခါတည်းပြန်ပြီးတော့ပညာပေးလိုက်ဘဝရိုက်တာနဲ့ဟိုကပညာရိုက်ရပြီဆိုရင်အဲ့ဒီမိခမေရဲ့လက်နဲ့တတ်ချခိုင်းဆရာကရင်သားကြိုက်ပြမလို့နောက်ပြီးတော့ဆရာကပေါင်လဲကြိုက်ပြမလို့ဟုတ်ပါနော်အဲ့ကြိုက်ရင်တော့နှောက်ဘူးထားပြီးကြိုက်တာပဲဖြစ်မှာဟုတ်အဲ့တော့ပယောဂကုသမဲ့လူနာတွေအားလုံးကိုပဲဒါလေးကိုတော့သဘောပေါက်ပါပေါင်ကြိုက်ပြီးတော့မှကုမှရင်သားကြိုက်ပြီးတော့မှကုမှမိမကိုကြားတဲ့ကိုလက်နဲ့ပြီးမှကုမှပျောက်မယ်လို့ပြောတယ်တချို့ဆရာတွေကခြံအောင်နဲ့ဝင်ကုမယ်ဆရာတွေရှိသေးတယ်အဲ့တော့မှပျောက်မှကုမယ်ဆိုလို့ရှိရင်အခုမခံတဲ့အခုခံတဲ့လူကအမိန်ခံရလို့ပဲမှတ်တာနော်ဒီကိဒီခါကဘာဖြစ်နေလဲတော်တဲ့တက်တဲ့နားပဲတဲ့ဆရာကိုခေါ်ပြီးတော့ပြောမယ်ဆိုတော့ပင့်ပြီးတော့ဖေးမကုကျင်ကြဘူးဘာလို့ပြောမှာလဲဘာဖတ်တာအာနဲ့ပြောနိုင်တဲ့ဆရာကိုခေါ်ပြီးတော့ပယောဂကုကြနောက်ပြီးတော့လူတွေကလည်းဘယ်လိုပြောမှာလဲဟဲ့ဆိုတော့ငါဆရာဖြစ်ပြီးဟဲ့ဆိုမန်နေတက်ဟုတ်ကဲ့မန်နေတက်ပြီးတော့လုတ်တက်ကတလွဲကိုများအောင်ဒါဘိုက်ဝေပန်းနေတာကိုတိုင်ရလုတ်တော့တလွဲကြီးပဲလုတ်တာနော်ပယောဂကုသတဲ့နေရာမှာပယောဂအဖြစ်ကိုလက်နဲ့ရွာမို့တတ်ချပြီးတော့ကုလို့ရတယ်ပယောဂနဲ့လူပူနေလို့ရှိရင်လုတ်တဲ့လုတ်ကြိုက်တာကိုလုတ်ပြီးတော့ကုရဒါတွေကိုသိထားမှာနောက်ပြီးတော့ပယောဂကုဖို့အခုခံမဲ့သူကအဲ့ဒီပယောဂဆရာကိုခေါင်းရင်းပြပို့ခေါင်းရင်းပြရောက်ပြီဆိုတာနဲ့အဲ့ဒီဆရာကနေပြီးတော့ပြောမယ်ဆိုပယောဂကုဖို့အတွက်ကိုရင်သားကိုလက်နဲ့ထိပြီးမှကုတော့မယ်ဆိုလို့ရှိရင်ဒီဆရာကတော့ကျင်းနေတာအဲ့ရင်သားသူကန်ညင်လို့ဖြစ်မှာဟုတ်လားပေါင်ညံနဲ့နှိုက်ပြီးတော့စီလူတာပဲဖြစ်ဖြစ်ဖေးလူတာပဲဖြစ်ဖြစ်တခုခုလူပြီးတော့မှဟုတ်လားအပိတ်ကြအောင်ချမယ်လို့ပြောရင်အဲ့ဒီဆရာနှာဘူးထားလို့ပဲဖြစ်မှာရွှေရင်ကျော်အိဖာတရားမိတ်ပြစေကိုင်းနဲ့တကွအခြားသောအထက်တန်းပညာတွေသစ္စာတွေကိုဖို့ထားတော့တခြားသောအထက်တန်းဆရာတွေအများကြီးရှိအဲ့ဒီဆရာတွေဒီအဲ့ဒီအလုပ်ကတော့ကမှမလုပ်ဟုတ်ဒီဆရာဒီကိုလုပ်ပြီးဟဲ့ဆိုလို့ရှိရင်ပယောဂအခုခံမဲ့သူမှန်တရားကပဲညီသူတဝုတ္တရမှာအခုမခံနဲ့အဲ့ဒီဆရာ6တော့နဲ့ကကန်ချပြလိုက်ငရဲမကြည့်ဘူးဘာမှမဖြစ်ဘူးမသိဘူးဟုတ်လားသူနှာဘူးထကြည့်လို့ဖြစ်နေတာအဲ့တော့ကန်ချပြပါအဲ့ဆရာကောင်းကြီးပြားနဲ့မတန်တဲ့ဆရာဖြစ်တဲ့တော့ကန်ချပြလိုက်အဲ့တော့ခုပြဿနာတွေတစ်ခုပြီးတစ်ခုတက်တာတရားတက်ပြန်ပြီနောက်ပြီးတော့အဖိုးဆုံးကတော့ပြောမယ်ဆိုတော့ဘိုင်းပေါ်မှာရွှေရင်တော်ကြော့တွေနာမည်ကြီးတာနာမည်ကြီးတော့ကိုမြခိုင်းတော့ပြီးဖွာကိုမြဘာလုပ်တယ်ဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်ကိုနဲ့ကကိုလုံးရမယ်အလုပ်ကိုတော့ဖောက်သုံးကြအောင်မသိဘူးဖယားဦးတေးချာချာမမွေးဘူးကိုမြလုပ်တဲ့ခိုင်းဝေပါနေတာလောက်အောင်လဲလို့ငါတို့ကုငါဘာဖြစ်ဟုတ်လားသုံးမလုပ်တဲ့ငါတို့ကုငါဘာဖြစ်ဟုတ်လားသူကလူဓာတ်နဲ့ပုတ်ဘာနဲ့ပုတ်ကိုလုံးမဟုတ်ဘူးသူ့လုပ်တာသူကငကိုတဲ့ကဓာတ်လိုချင်လို့ဓာတ်လုပ်တာကိုကအထက်လန်းဆရာလုပ်ချင်တာဟဲ့ဆိုတာဖေးမှုချင်လို့လုပ်တယ်နော်လက်ဝဲရပဲချက်ချက်ဟုတ်ကဲ့ဘယ်နေရာကပဲချက်ချက်ဘသူကပဲလုပ်တာကိုငါတို့ကူရမှာရှမ်းဆရာကပဲလုပ်မြန်မာဆရာကပဲလုပ်ရင်ငါတို့ကူရမှာငါတို့တောင်းအဲ့တော့ငါတို့ကူမှာပေါ့ငါတို့ကူရသူတို့လုပ်ရင်ငါတို့ကူရပြီတာမှတ်တယ်အဲ့တော့သူများကိုပဲကြည့်တော့ဟိုဆရာဘာဖြစ်တယ်ဒီဆရာဘာဖြစ်တော့ဟိုဖြစ်တာအရန်ပြစကားများပြန်ပြီ
ပြဿနာတက်ပြန်ဆရာပု္ပ္ပာလေးတွေကိုမွေးထားတဲ့ဆရာတွေကပဲတခါတည်းပညာပေးတဲ့အခါကျရင်ဆရာကြီးတွေကပဲပြောလိုက်တော့သူများကိုင်းမဝေဖန်မှနဲ့ကိုယ်တို့ပါကိုနိုင်ကဖုံးအောင်မလုပ်နိုင်သေးဘူးကိုနိုင်ကကျွမ်းကျင်အောင်ကိုအဲ့တော့ကိုမကျွမ်းကျင်သေးဘူးသူများကိုတော့ဝေဖန်တယ်ဒီပြဿနာကတော်တော်မှခက်နောက်ပြီးတော့ဆရာနဲ့တပည့်ဖောက်ပြန်လို့ရှိရင်လိုင်းဘော်တင်တဲ့ခါကျတော့ဆရာနဲ့တပည့်ဖောက်ပြန်လို့လိုင်းဘော်တင်ရင်ရွှင်ကြော်ခိုင်းသိခါကြတယ်လူကိုသိပါဆရာကြီးရပဲလူကိုသိပါနေတော့ဖာနေလို့ဖောက်ပြန်လို့မကဘူးတဲကိုကန်းထဲမှာပွဲရံပြီးတော့ပဲသေခိုင်းဘော်မတင်နဲ့လိုင်းဘော်တင်လာတဲ့ခါကျတော့ခိုင်းတော်သိခါကြတယ်ခိုင်းတော်ကိုချစ်တယ်အသက်ပေးမယ်ဆိုပြီးတော့ဟောကတပည့်ကိုသွားနိုင်ပြုတ်နိုင်တယ်ဟုတ်တာနော်သူများကိုသွားနိုင်သူများမရနိုင်သူများသားကိုသမီးပြုတ်နိုင်ဟုတ်တာနော်အဲ့ဒီကြားထဲမှာကြားဘူးသေးတယ်ဟုတ်ကပညာသူများမရနဲ့အဲ့ပညာမပြတ်တဲ့ဖမရှိတယ်ဆိုတာအဲ့ဒီလူတွေကဝိဖာတတ်လို့မိဖာတတ်လို့ဝိဖာကတော့တတ်မှာမဟုတ်ဘူးမိဖာတတ်လို့သိမဲ့သိချင်းဆိုတယ်ခိုင်းတော့ပညာပြတ်ခိုင်းတော့ကိုသမီးတကပြောတော့ဒါကြမ်းတယ်ရိုင်းတယ်ထင်ပြီဟုတ်ကရိုင်းတယ်လည်းမတတ်နိုင်ဘူးပဲခိုင်းတော့ကိုတော်တော်ချစ်နေလားတော်တော်ချစ်နေလို့ချစ်လို့ချင်းပယောကကိုရင်လက်နဲ့ဘိုးကရောမုတ်တက်ချပြီးတော့ခုရင်သားထိစရာမလိုဘူးပယောကအစိတ်ချက်ချင်းထွက်တယ်ဟုတ်ကနော်အဲ့တော့ကိုတိုင်ရပညာမဆုံးသေးဘူးပေါအောင်နိုင်ရစီလို့မယ်ဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်ဟောပြောမှရေးဆိုတော့ကိုတိုင်ရနာဘူးကြချင်တယ်ဟိုအခုခံတဲ့လူကလည်းပဲစင်ဖာဖပင်းကဒီလိုလုပ်မယ်ဆရာဘူးဖောက်ခွက်ချောင်းနဲ့ကန်ချဟုတ်ကတော့မှန်တာတော့ရင်ဘာငရဲမှမကြည့်ဘူးဆရာကဖောက်ခွက်ဖြတ်ရတယ်အဲ့ဒါမှန်တာတော့ရင်ဘာငရဲမှမကြည့်ဘူးဟုတ်က तू ကကိုသားသမီးကိုသားမယားကိုသားမတော်မတရားလုပ်တာကိုကြည့်နေလို့ရှိရင်အဲ့ဒါတော်တော်ဖောက်သုံးမကြဘူးဘေးရာကောင်နဲ့ဓာတ်နဲ့တွေ့ဓာတ်နဲ့တာထခုတ်တယ်ဟုတ်အဲ့ဒါမှမှတ်မှာနောက်ပဲမမှတ်ဘူးအဲ့တော့ fire တွေပဲဆိုယူသေးပြီးဖာဂါရဝါထားပြီးတော့ခပိတ်တွေချီဖင်တိုင်နဲ့ခံနေလက်တိုင်နဲ့ခံနေပေါင်တိုင်နဲ့ခံနေမိမကိုနိုင်နဲ့ခံနေအမျိုးမျိုးခံနေကြဟုတ်ကခံပြအကြောင်းဘာကြောင့်မှမရှိဘူးဘာကြောင့်လဲဟဲ့ဆိုတော့ဒီ fire ဒီရင်သားဒီကိုထိပြီးဖေးကူတော့မှဟဲ့ဆိုတဲ့ကတိထားဖို့လို့တယ်အဲ့တော့ရွှေကြော်ပညာမှာရင်သားကန်ကြီးကုပြပဲမဟုတ်မိမကိုပေါင်ထိကုပြပဲမဟုတ်ဘူးဘက်ကအဝေးရချိန်မိတ်ဖာထက်နဲ့တောင်နေသေးတယ်ဟုတ်ကခေါင်းပေါ်ကနေလောဝါနဲ့အုတ်ခဖေးတစ်ဖေးမှန်နဲ့ထိုးထားရင်ထက်နဲ့နေဟုတ်ကအခုကဖေးမှန်ကိုပြောနေကြတယ်ပွားတဲ့ဖေးတွေပဲအများကြီးရှိတယ်အေးဂိုင်းတော်ဖေးဟုတ်ကအငွေ့တစ်ဖက်ပါယုံညံ့နဲ့ဖုံးတယ်ဘာလို့လဲဆိုတော့သူတော်ကောင်းတွေစောင့်ရှောက်တယ်ဒီကရေးကြီးတာဂိုင်းတော်ဖေးကအငွေလေးပါတယ်ပွားထားတယ်ဒါပေမဲ့ကိုယ့်ဘက်ကအကျစ်တီလာရှိရင်ဝိဖာကထိုက်ပေါ်ကနေစောင့်ရှောက်တယ်မဟုတ်ဘူးနဲ့အခုတော့မဟုတ်ဘူးဟိုဟာတိုင်လို့ဒီဟာတိုင်မှပြောင်းလဲဆိုတဲ့ဟာတွေရအခုခံတဲ့လူတွေလည်းအခုမခံပါနဲ့ဆရာကနေပြောပါဟုတ်လားနောက်ပြီးတော့ဆရာနဲ့တပြည့်ဖောက်ပြန်ရင်ပဲကိုယ့်ဖန်တွေကိုတဲကိုကမ်းမှာပဲတိုးရံလို့တေးသေးခြုံပုတ်ထဲမှာပဲတိုးရံလို့ပဲသေးသေးအဲ့ဒီမှာတယောက်နဲ့တယောက်ဓာတ်နဲ့ထိုးကြဟုတ်ကနော်လိုင်းပေါ်မတင်နဲ့လိုင်းပေါ်တင်တော့ရွှေကြော်ဆရာတွေဖောက်ပြန်မြန်ပြီအဲ့တော့မဖောက်ပြန်တဲ့ဆရာကြီးတွေတွားပြီးဖေးကူရတဲ့ခါကျတော့မျက်နှာငယ်ရငါတို့ကြည့်တဲ့အကြည့်တည်းမျက်လုံးတွေကကိုကားဒီကားပါကုလို့အကုန်လုံးပျောက်ကင်းချမ်းသာမှလက်ကိုချီပြီးတော့ကတော့ကြတယ်ဟုတ်ကကုပြီးတော့မှဟုတ်ကတကယ်ပျောက်ပြီးဆိုတော့မှဒါတကယ်ဆရာအစ်စ်ဆိုပြီးကတော့ကြတယ်ဟုတ်ကငါတို့ဘဝလည်းမပေါ့ဘူးအဲ့တော့ပြောမယ်ဆိုတော့ဆရာကြီးတွေကကိုတပည့်ကိုပို့ဖုံးမှာဆိုတာအဲ့ဒီဆရာကြီးတွေကကိုဖောက်နေတော့မသာတိုက်နေရောရှင်းမရတချို့ဆရာကြီးတွေကနော်ဆရာတိုင်းကိုပြောတာမဟုတ်ဘူးဆရာတိုင်းကိုပြောတာမဟုတ်ဘူးတိဘသမာဓိနဲ့ပြည့်စုံစွာရှိနေတဲ့ဆရာတွေလည်းအများကြီးရှိတယ်တိဘသမာဓိမရှိဘဲနဲ့အကုသိုလ်များနေတဲ့ဆရာကြီးတွေပဲရှိတယ်သူတို့အရှိရအရင်ဖောက်ပြတာနောက်ကတပည့်တွေတာမရဘူးရှိမရတော့ဘူးအေးမင်းတို့ငါဘာမပြောနဲ့ကွာငါဖြစ်ငါခံရမှာမင်းတို့ခံရတာမဟုတ်ဘူးကွာဒါကနောက်ဆုံးတွန်းကန်ရစ်ကန်ပြောတဲ့စကားလုံးညစ်တွန်းတဲ့စကားလုံးဟုတ်လားမင်းတို့ငါကိုးကွယ်ခြင်းကိုးကွယ်ပါမကိုးကွယ်ခြင်းနေဟုတ်လားနော်ငါဖြစ်ငါခံရမှာမင်းတို့ငါတော့တယ်လို့မလုပ်နဲ့ဒါကညစ်တွန်းပြီးဆရာကဟိန်းတယ်လို့ဟောက်တယ်လို့နဲ့ဟုတ်ပါနော်အဲ့တော့ရွှေကျော်ဆရာတွေဆရာမတွေရှိပါတယ်လိုင်းကြီးမှာကုကြပါဟုတ်ပါကုကြပါရွှေကျော်ဆေးကအမတမမျက်နှာပွင့်တဲ့ဆေးပိယဒိဋ္ဌိအပြည့်ရတဲ့ဆေးကာယဒိဋ္ဌိကိုလည်းအပြည့်ရတယ်ဟုတ်လားဒီပိယဒိဋ္ဌိကအမတမပြည့်တယ်ဆေးတော်တွေကိုရှိနေတဲ့ခါကြတော့ဒီဆေးကမျက်နှာပွင့်တာကထမင်းစားလို့ရအောင်ကဏ္ဍအစည်းစိမ်ယတနာတော်ရအောင်မြင်တဲ့သူမှန်သမျှချစ်အောင်ခင်အောင်ဆေး